PP9 ချန်ကန်းမော်လမြိုင်ကားရှိုးရုံဖွင့်ပွဲခန္ဓာကိုမေလ2ရက်နေ့မနက်ပိုင်းကမော်လမြိုင်မြို့ငန်းတေးရက်ကွက်ငန်းတေးလမ်းမှာရှိတဲ့ကားရှိုးရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်ကားရှိုးရုံဖွင့်ပွဲခန္ဓာကိုမွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးသက်ထွေမွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လက်စစ်စွမ်းအင်စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစေဟာဦးတိုင်းသားရေးရာဝန်ကြီးတွေမွန်ပြည်နယ်လွှတ်တော်ဒုက္ခနဲ့ PP9 အော်တိုမိုဘိုင်းကတာဝန်ရှိသူများချန်ကန်းမြန်မာကတာဝန်ရှိသူများနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်ခန္ဓာမှာတော့မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လက်စစ်စွမ်းအင်စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး PP9 အော်တိုမိုဘိုင်းက Managing Director ကိုဇော်နဲ့ချန်ကန်းမြန်မာမှတာဝန်ရှိသူဦးတို့က PP9 ချန်ကန်းမော်လမြိုင်ရှုံးဝေးဆိုင်ဘက်ကိုစက္ကလုံးနှိပ်ပြီးဖွင့်လှစ်ပေးခဲ့ကြပါတယ်Automobile ချန်ကန်းမော်လမြိုင်ရဲ့ Grand Opening ဖွင့်ပွဲကြီးအောင်မြင်စွာစတင်ကြောင်းကြေညာပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့နောက်မှာတော့မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လက်စစ်စွမ်းအင်စက်မှုနဲ့လမ်းမဆက်သွယ်ရေးဝန်ကြီး PP9 အော်တိုမိုဘိုင်းနဲ့ငန်းမြန်မာတို့မှာတာဝန်ရှိနေတဲ့အတူဇက်မင်းသားအောင်စုကလည်း PP9 ချန်ကန်းမော်လမြိုင်ကားရှိုးရုံကိုလဲကျုပ်ဖြတ်ပြီးဖွင့်လှစ်ပေးခဲ့ပါတယ်PP9 ချန်ကန်းမော်လမြိုင်ကားရှိုးရုံဖွင့်ရခြင်းနဲ့ပတ်သက်ပြီးတော့ PP9 Automobile Managing Director ဖြစ်တဲ့ကိုဇော်ကအခုလိုပဲပြောကြားခဲ့ပါတယ်မင်္ဂလာပါကျွန်တော် PP9 ဆိုတော့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပြောချင်တာကဒီမော်လမြိုင်မြို့လေးကကျွန်တော်ပြီးပါတွေဘိုးဘွားတွေရဲ့ဇာတိပေါ့နော်မွန်ပြည်နယ်ကကျွန်တော်တို့ဘိုးဘွားတွေပြီးပါရဲ့ဇာတိဖြစ်ပါတယ်ကျွန်တော်ဘိုးဘွားပြီးပါရဲ့မွန်တွေပေါ့နော်အဲ့တော့ကျွန်တော်ကမော်လမြိုင်မှာကားနဲ့ပတ်သက်ပြီးတော့ဝန်ဆောင်မှုတွေပေးချင်တာပြီးတော့ကျွန်တော်မွန်ပြည်နယ်ကကားတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြောရင်သူတို့ကောင်းကောင်းကားကောင်းတွေဒီမှာမရောက်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာကျွန်တော်ရဲ့အတွေ့အကြုံကောင်းတွေနဲ့ချေရတဲ့ကျွန်တော်ရဲ့ဒီမွန်ပြည်နယ်မှာနောက်ထပ်ခြေလမ်းတစ်ဖြစ်နေဒီတိုင်းခြံကန်းမော်လမြိုင်ကိုကျွန်တော်မွေးဖွားပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာမော်လမြိုင်မှာဆိုတော့ရှော့ဘယ်နှခုလောက်ဒါဘယ်နှပြဖွင့်ပြတာလဲအဲ့ဒါလေးပြောပြပါကျွန်တော်တို့ကြံကုန်ရယ်မန္တလေးရယ်ကတော့အဖြစ်ပြီးပေါ့နော်ဒါကတော့3ခုမြောက်ဖွင့်နေတာဖြစ်ပါတယ်ခင်ဗျာအဓိကတော့ကျွန်တော်တို့မွန်ပြည်နယ်ပြီးတော့ပြည်နယ်နဲ့တင်းင်းလာရီတိုင်းဈေးကွက်ကိုဥတီးတာဖြစ်ပါတယ်ခင်ဗျာ PP9 အကြောင်းလေးကိုလည်းရှင်းပြပေးပါဦးခင်ဗျာ PP9 ပေါ့နော် PP9 ဆိုတာရှင်းပြရင်PPE ဆိုတာပပူအိမ်ပါပန်းပူအိမ်9ပေါ့နော်တော့ PP9 ကို2018ခုနှစ်မှာရန်ကုန်မှာကျွန်တော်စတင်ပြီးတော့ပြည်ထောင်ခဲ့တာဖြစ်ပါတယ်ချန်ကန်းအပါဝင် DIC BYD ပြီးကျွန်တော်တို့ဂျောင်ဖန်ဟုံကြီးအခုနောက်ဆုံးဆိုရင်ကျွန်တော်တို့Sinotrack GAC ကားတွေပေါ့နော်အဲ့ brand တွေကိုကျွန်တော်တို့ရောင်းချသွားတာဖြစ်ပါတယ်ရောင်းချနေတာဖြစ်ပါတယ်ဒီနှစ်ကိုအစည်းအရာနဲ့ချီပြီးတော့ကျွန်တော်တို့ရောင်းချနေတာဖြစ်ပါတယ်နောက်23မှာကျွန်တော်တို့ PP9 မန္တလေးဆိုပြီးတော့ showroom အသစ်ကြီးကိုဖွင့်လှစ်နိုင်ခဲ့ပြီးတော့ကျွန်တော်အထက်မြန်မာပြည်ဈေးကွက်ကိုကျွန်တော်တို့တိုးချဲ့နိုင်ခဲ့တာပေါ့နော်ပြီးတော့ကျွန်တော်တို့လက်ရှိမှာရန်ကုန်မန္တလေးကိုကျွန်တော်တို့ 3S ပေါ့နော် service spare pack ပြီးတော့ကျွန်တော်တို့စီးဆိုပြီးတော့ရောင်းအဆင့်မြင့်တင်နေတာဖြစ်ပါတယ်ခင်ဗျာ6လုံးမှာကြုံတွေ့ရတဲ့တိုင်းရဲ့ experience လေးကိုလည်းပြဝေပေးပါဦးဟုတ်ကဲ့ပါကျွန်တော်ကတော့ပထမဆုံးကျွန်တော်2018-19မှာဒီကားတင်သွင်းငင်တွေရှိတော့ကိုရီးယားကနေပြီးတော့ကားတွေကိုတော့တင်သွင်းခဲ့တာပေါ့နော်ကိုရီးယားကနေကားတင်သွင်းတယ်ပြီးတော့အမေရိကကနေကားတင်သွင်းပြီးတော့ရောင်းချခဲ့တယ်2021-22မှာကားတင်သွင်းမရှိရတဲ့ချိန်ကျတော့ဒီ SKD brand showroom တွေကိုကျွန်တော်တို့ဖွင့်လှစ်တာပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီကားရောင်းတဲ့အပြင်ကို after service တွေပြီးကား tracking service တွေပြီးကား
finances ဒီအရေးကြဝန်ဆောင်မှုတွေပြီးကျွန်တော်ဒီကားနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုကားညနာဝန်ဆောင်မှုတွေအားလုံးကိုကျွန်တော်အဓိက one stop service နဲ့ပြီးနေရဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ ဝန်ဆောင်မှုပေးတာဒီကတော့ပြောရတာဒီလိုစုံနေပေါ့နော်နောက်တစ်ခါကျတော့ဒီ experience လေးတစ်ချက်ပြောပြပေးပါဘလို့ experience နဲ့ experience လေးကဘလို့မျိုးလေးရှိလဲဟုတ် ဟုတ်ကျွန်တော်ဆိုအဓိကတော့ဗျာဝါသနာရယ်စေတနာရယ်အနစ်နာရယ်ဆိုပြီးတော့အချင်းမျိုးကျွန်တော်ဒီလုပ်ကိုယူသွတ်တာဗျာကျွန်တော်ယူသွတ်ပြီးတော့ဒီလုပ်ကိုလုပ်တာကျွန်တော်ပတ်စံအဓိကမဟုတ်ဘူးကားလုပ်ကိုကျွန်တော်လုပ်နေရရင်ကျွန်တော်ကပျော်ရွှင်နေကျွန်တော် fashion ဖြစ်နေတာပေါ့နော်အဲ့ဒါမလို့ဒီလုပ်ကိုကျွန်တော်လုပ်နေရရင်မောပန်းတာလည်းမရှိဘူးပြင်ပန်းတာလည်းမရှိဘူးအဲ့အတွက်ဒီ customer ရဲ့အခက်အခဲကိုကျွန်တော်အဓိကဖြည့်ရှင်းပေးနိုင်တယ်ရှင်းတော့ရင်ကားရောက်နေမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ processing လုပ်နေလို့ခုကိုကျွန်တော်ပေးထားတယ်ကျွန်တော်ရဲ့ page တွေကျွန်တော်ရဲ့ TikTok ဟိုတွေမှာလည်းကျွန်တော်အမြဲတမ်းတင်နေရတွေ့ရမယ်เนาะကျွန်တော်ရဲ့တပည့်တွေကျွန်တော်ညီကိုမောင်မတွေကိုလည်းကျွန်တော်ကဒီလိုပဲဖြစ်ဖို့ကျွန်တော်အသေးစိတ်ကျွန်တော် training တွေပေးထားတယ်မှားထားတာရှိပါတယ်ဟုတ်ကျွန်တော်ပြီးရင်ကားလောကကောင်းကျိုးကိုလည်းကျွန်တော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ကျွန်တော်လှုပ်ဆောင်နေတယ်ပြီးရင်ကျွန်တော်တခြားနေရာတွေမှာဆိုလည်းကျွန်တော်တက်နိုင်တော့အကားလုံးလုပ်ပေးနေရရှိပါတယ်ခင်ဗျာဟုတ် ကဲ့ပြောတဲ့ဒီကားလေးမှာပါသွားတာဒါကိုဘယ်မှာဆိုတာကားတော့ကယူတူလို့တာဟိုဒါထောင်နေတယ်လို့ပြောလို့ရမှာ ဟုတ်တယ်အလုပ်ကအားလုံးတည့်တဲ့အတိုင်းပဲဘယ်လုပ်ပဲဖြစ်မတို့အလုပ်တွေပဲဖြစ်ဖြစ်ကျွန်တော်အလုပ်တွေပဲဖြစ်ဖြစ်ပေါ့နော်အမှုပညာအလုပ်တွေပဲဖြစ်ဖြစ်အကုန်လုံးကဘယ်ကိစ္စမျိုးယူတော့မှအောင်မြင်တာဘယ်လိုဆိုရင်ကျွန်တော်ဒီအလုပ်တွေကိုလုံးရင်ကျွန်တော်ကပြင်ပန်းတာရှိရယ်နေပူတာရှိရယ်မိုးထုတ်တာရှိရယ်ဒီအဝေးတွေမသွားနိုင်တာရှိရပါတော့ယူသွတ်တဲ့အလုပ်ကြတော့ကျွန်တော်ကဒီအလုပ်ကိုလုပ်ပြီးတော့ပျော်ရွှင်ကျင်းတဲ့နေရာဆိုတော့ဒါကြောင့်လည်းအောင်မြင်တယ်လို့ကျွန်တော်တော့လုပ်ချင်ပါတယ်ခင်ဗျာ နောက်တဲ့ဒီဆက်ပြင်နေတာရရှိတယ်ဘယ်လိုပြပါတော့မလဲရှိတယ်โอเคကျွန်တော်ကတော့ကြားအောင်တော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ချစ်ရိုက်ဆွေတော်မျိုးတော့ပေါ့သူတော်ကောင်းတွေရဲ့လိုအပ်ချက်တွေကိုကားနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကိုကျွန်တော်ကကူညီပေးနေရဖြစ်ပါတယ်ပြီးတော့အများအားလည်းကူညီပေးဖို့အစဉ်သင်းရှိပါတယ်ကျွန်တော်တို့ကကားနဲ့ပတ်သက်ပြီးတော့တနေရာတဲ့ one stop service ပေးနိုင်အောင်လည်းအများအားကြိုးစားနေပါတယ်ဒီတက်ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးနိုင်အောင်ဒီတက်ပိုကောင်းတဲ့ကားအကောင်းစားတွေရောင်းနိုင်အောင်ကျွန်တော်ကြိုးစားနေပါတယ်အခုကျွန်တော်အချင်းချင်းမြို့လေးကိုကျွန်တော်ရမ်းချစ်တယ်ကျွန်တော်မိကမော်မာလေးပေါ့နော်သူကအဲ့မော်စကားကြီးလဲကျွန်တော်ငယ်ငယ်လေးတည်းပြောရပြီးကျွန်တော်ဖားဆိုလဲအဲ့မော်စာကြီးကျွန်တော်တို့တွေးခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်ဒီကိုခဏရောက်တယ်ငယ်ငယ်လေးတည်းရောက်ပါတယ်ရထားနဲ့တည်းတင်မောနဲ့တည်းကျွန်တော်တို့ဘောလမြိုင်လူကျော်ရက်လွတ်ကိုကျွန်တော်တို့ကကျင့်လဲခဲ့တာပေါ့နော်အဲ့အတွက်ဒီမျိုးလေးမှာကျွန်တော်ကားတွေကိုအခုလိုလာရောက်ခွင့်ရတဲ့အတွက်ကျွန်တော်အရန်ဂုဏ်လဲယူပါတယ်ဝမ်းလဲဝမ်းသာပါတယ်အဲ့တော့ကျွန်တော်တို့မော်ကောင်လေးရဲ့ PPE9 automobile မော်လမြိုင်ကိုလည်းအားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ် ကျေးဇူးပါ ကဲကျေးဇူးပါခင်ဗျာ ဒါပြီနော် PPE9 Automobile ကို2018ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့2023ခုနှစ်မှာ PPE9 Automobile မန္တလေးအခု2026ခုနှစ်မှာ PPE9 Automobile မော်လမြိုင်စသဖြင့်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ PPE9 Automobile မော်လမြိုင်မှာဆိုရင် Sales Service and Spare Parts ဆိုတဲ့ S 3လုံး show လို့အဆင့်ပြုလုပ်သွားမယ်ဖြစ်ကြောင်းလည်းသိရပါတယ်ရှန်ကန်းမြန်မာမော်တာကဒီလာ relationship manager ဖြစ်တဲ့ကိုမျိုးဝင်းကလည်းအခုလိုပဲပြောကြားခဲ့ပါတယ် ကျွန်တော်ကတော့ခြံကမ်းမြန်မာဒီလာ relationship management ကိုတောင်းထားတဲ့ကိုမျိုးမှဖြစ်ပါတယ်ဟုတ် ကဲပါဒီဒီနဲ့ချန်နယ်မော်ဒယ်ရှိုးလို့ဒါဖွင့်လိုက်တဲ့အပေါ်မှာအခုဒီလိုလေးခံစားနေအဲ့ဒါလေးပြောပြပါဦး ဟုတ်ဒီနိုင်ခြံကမ်းကတော့ကျွန်တော်တို့ရန်ကုန်မှာကလေးက
လက်တွဲပြီးသားလေလက်တွဲပြီးသားဒီကတော့ကျွန်တော်မော်လမြိုင်မှာစားဖွင့်ပြတာလဲရန်ကုန်မှာပြီးရ service တွေလို့ပြောရနော်ဒီကကျွန်တော်တို့ channel အနေနဲ့ဒီလာအဖြစ်လက်တွဲတယ်ဆိုလို့ရှိရင် sales တဲ့ service တဲ့ spare parts တဲ့အဓိကအဲ့ဒါတွေဦးစားပေးပြီးတော့ previous level ရှိမှကျွန်တော်ဒီလာအနေနဲ့ခံရတာဖြစ်ပါတယ်အဲ့လိုလက်တွဲပြီးသားဖြစ်တဲ့အတွက်ကြောင့်မော်လမြိုင်မှာလာဖွင့်တော့လဲကျွန်တော်ကကိုယ်ကဖွင့်လာဖြစ်တဲ့ဒီလိုတော့ပြောကြမလို့ပါဘူး လူဆောင်မှုတွေကြတော့ဟိုဒါဘယ်လိုလေး customer အချင်းအောင်ဘယ်လိုလေးလုပ်ပေးထားတာလေးရှိတာလားလေးလုပ်ပါဦး ဟုတ်ဝန်ဆောင်မှုတွေနဲ့တော့ဆန်ရမ်းအနေနဲ့ကျွန်တော်တို့ပေးကြတာပဲအတိုင်းပေါ့နော်ခုနပြောခဲ့သလိုပဲ sales က service က spare parts ကသုံးမျိုးစလုံးကိုကျွန်တော်တို့ဒီမှာဝယ် service ပေးနိုင်ဖို့အတွက်ကိုဝန်ဆောင်မှုပေးမယ်ပေါ့နော် Shanghai brand နဲ့ဒါ Shanghai ကနေထုတ်တဲ့ကားလေးတွေပေါ့နော်အဲ့ဒါလေးတွေလည်းမိတ်ဆက်ပေးပါဦး ချန်ကန်ကအဓိကထောင်းကျွန်တော်တို့ကချန်ကန်အနေနဲ့ဟို SKB ဆက်ရုံအနေနဲ့ကျွန်တော်ကလက်ပတ်နေရရှိတယ်ပေါ့နော်ပြီးတော့ချန်ကန် brand ကလည်းလက်ရှိ Big 4 brand နဲ့မှာကျွန်တော်ပါတယ် China မှာလည်းကျွန်တော်ကဒါ international နဲ့ Big 4ပေါ့နော် Big 4အနေနဲ့ပါခဲ့တယ်ပြီးတော့လက်ရှိထုတ်လုပ်နေတဲ့ကားတွေမှာဆိုရင် SKB စနစ်နဲ့ထုတ်လုပ်တဲ့တဲမှာဆို CS75 Plus တွေရှိမယ်ဒီပါတင်သွင်းတဲ့တဲမှာဆို electric vehicle အနေနဲ့ဆိုရင်ကျွန်တော်က EV Plus စီဇန်မျိုးစားတွေရှိမယ်ပြီးတော့ကျွန်တော် Uni Series တွေရှိတယ်ပေါ့နော်လက်ရှိအဲ့ဒီကားတွေကမှဦးစားပေးနေနဲ့ကျွန်တော်ပြည်တွင်းမှာထုတ်လုပ်နေတဲ့ CS75 Plus နဲ့အခုကျွန်တော်တို့ဟိုတင်သွင်းရောင်းချနေတဲ့ EV Plus G-Pay ရှိန်လန်ဒီတဲ့စီးပေါ့နော်အဲ့ဒါတွေတော့ကျွန်တော်တို့လက်ရှိပြည်တွင်းမှာထုတ်လုပ်တင်သွင်းရောင်းချနေတာ ဆိုတော့ ချန်ကန် brand နဲ့ချန်ကန်မြန်မာနဲ့ထုတ်တဲ့ကားလေးတွေအောင်ဘယ်လိုမျိုးလေးတွေရှိလဲ အဲ့ဒါတော့ပြောပြရတယ် အဲ့ဆိုလို့ရှိရင်ဟိုဒါဖွင့်လက်ချင်းပေါ်မှာဘယ်တော့တောင်ဝမ်းသာပုံရလဲပေါ့မော်လမြန်မာမှာလာပြီးဖွင့်လိုက်တဲ့အပေါ်ဝမ်းသာပုံလေးတွေဘယ်လိုမျိုးရှိလဲဟုတ် အဓိကတော့ဒါ PB9 ပိတ်ကန်ရှင်ပူဇော်ပေါ့နော်ပူဇော်ကတော့သူတလည်းပြောကြမလို့သူလုံးလုံးစနစ်ကြတယ်စီစနစ်ရှိတယ်ကာဘရန်9ကလည်းသူကြီးကြီးကင်တွေလိုက်ပြီးဆိုတာနဲ့ဒါလည်းဖြစ်ဖြစ် brand တစ်ခုကအောင်မြင်သွားကြတာလည်းများတယ်လေအောင်မြင်သွားတယ်အဲ့အတွက်ပုံမှာကျွန်တော်ကဒီမော်လမြိုင်ဒီမွန်ပိတ်စလင်းသားကြီးပေါ့နော်အဲ့ဒီ market တစ်ခုကိုအချိန်တိုင်းတာတစ်ခုအတွင်းမှာတော့ဒီဒါသိမ့်ပိုက်နိုင်တယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်အဲ့အတွက်ကြောင့်မော်လမြိုင်ခြံခန်းအနေနဲ့ကျွန်တော်အခုလိုခုနကရတာကိုလည်းအခုဘုံမြောက်ကုန်ပြီကဲ့ပါဒီစက်ပြန်လာလို့ရှိသေးတာပဲဟုတ်မော်လမြိုင်ဒီ PB9 ခြံခန်းကပြမကစားရတဲ့ပို့ပြီးတော့